နွေရသည်ကကလေးပေါင်းပြီဆိုဟောဒီလိုမျိုးအစီလိုက်ဒီကိုယ့်အမိုင်လာနောက်ပြီးကြတော့သူကအလုံးဝမှအပေတေခံသောအယောင်ကာလာလေးအနက်ရောင်လေးတော့ချစ်မရမ်းချစ်ကြကောင်းပါရဲ့ ZMBB ကသူ့ရဲ့နာမည်ကဟောဒီလိုမျိုးတော့ကတ်နဲ့ဂျက်နဲ့လာပစ္စည်းလေး ZMBB ဘောင်းမိတဲ့ထဲမှာကိုယ့်အမိုင်ညီမငွေ2500ကျရရမယ်လှလိုက်တာကြီးမကြောက်အယောင်ဆိုရင်ကွာဟဲ့လိုမျိုးအနက်ရောင်လေးအပေတေလုံးဝမှခံပါလေကလေးလေးအတွက်မိန်းကလေးဝတ်ပါနော်နောက်ကျတော့ဘောင်းမိလက်အရှိလေးတော့သူကမလို့စိုက်စုံလာမယ်စိုက်သေးစိုက်ကြီးအကုန်အစုံလာမယ်2500နဲ့ပဲသွားပေးပါနောက်ကျခါးညော့ဆိုရင်ကွာဒီမကြီးတော့ခါးညော့ဆိုဒါမှမဟုတ်အကြီးနဲ့လုပ်ပေးတာနော်တလက်မခါးညော့နဲ့လုပ်ပေးထားပါနောက်ကျတော့အပေါ်အရှုံလေးနဲ့အောက်ကဒီလိုမျိုးပုံစံလာပါမယ်ကျိုးချီလေးနဲ့ရအောင်မှချစ်စရာကောင်းပါလေအယောင်လေးခါးညော့ဆိုရင်ကွာဟဲ့လိုမျိုးအကြီးနဲ့လာအပေါ်မှာလည်းအရှုံအောက်ကလည်းလူမျိုးအရှုံလေးနဲ့လာမယ်နော်နောက်ကျအရှိကကျိုးချီလေးသူကကျိုးလေးရောက်ကွဲသွားမယ်ကျိုးကွဲရလေးပါလို့ရှိရင်ယူသွားပြီကျိုးမတူတာလေးပါလို့ရှိရင်ယူသွားပြီမင်းကအိတ်တိုင်းဖောက်မကြည့်တော့စိုက်သေးစိုက်ကြီးကုန်မြတ်ပါမယ်နော်2နှစ်ကနေစိုက်ပြီး3နှစ်4နှစ်5နှစ်ဒီအကုန်အစုံပါပါမယ်အဲ့တော့ဘယ်စိုက်ရကွဲမမယူထားပြီဒါမင်းကိုင်းရတာမစိုက်ကြီးကြီးပဲထွက်လာလို့နော်အသေးကဘယ်နှရောက်နေမှမသိဘူးအသေးဒါကြီးလာမင်းတစ်ချက်ဖွင့်ကြပြလိုက်ဒီလားအော်ဒီမှာအသေးလေးတွေ့ပြီမှာဒါမို့အသေးလေးလည်းပါပါအဲ့တော့ကိုစိုက်တော့လုံးဝရွေးပြလို့မရဘူးတစ်ထည့်ကို2500ကျန်9ရက်စီ2500ကျန်နော်10ရက်စီ2300နဲ့ဘာမှမအများဆုံးအော်တင်မလို့ကိုယ့်ရဲ့ချစ်ကလေးတွေရေ